တညမှာကျမတငယ်ချင်းတွေနဲ့အတူမြို့ထဲကညာဘက်အပန်းဖြေစရာနေရာတွေမှာအပြင်ထွက်ခဲ့ပါတယ်။ကလပ်တစ်ခုမှရှိနေတော့ဘာမှထူးခြားတဲ့အမျိုးသားတစ်ယောက်နဲ့ဆုံတွေ့ခဲ့ရပါတယ်။အစာပိုင်းမှာတော့သူ့ကိုကျမတထိုးလေးစိတ်ဝင်စားသွားတယ်။သူကရုရှားကလာတဲ့နိုင်ငံသားတစ်ယောက်ဖြစ်ပေမဲ့ကျမတို့နှစ်ယောက်ရဲ့အင်္ဂလိပ်စကားပြောအဆင့်ကတိတ်မကွာလာပါဘူး။သူ့နာမည်က Nick ဖြစ်ပြီး TikTok မှာ vlogger တစ်ယောက်ပါ။ကျမတို့ social media account တွေဖတ်လက်ခဲ့ကြပေမဲ့စူညံနေလို့နှုံးမမယ်တေချာကြည့်တော့မယ်လို့ပြောပြီးသူ့ဗီဒီယိုတွေကိုအကြမ်းမြင့်လောက်တဲ့ကြော်ကြည့်ခဲ့ပါတယ်။ကျမသူ့ကိုသဘောကျသလိုသူလည်းကျမကိုသဘောကျနေတယ်ဆိုတာသိတာပါတယ်။သူကဒေသခံမဟုတ်တဲ့အတွက်ဒီမြို့မှာရက်အနေငယ်ပဲနေမယ်လို့ပြောပါတယ်။ဒါကြောင့်ကျမအနေနဲ့သူနဲ့အတူအချိန်နည်းနည်းပဲဖတ်တမ်းခွင့်ရမှာပါ။နိကကျမကိုသူ့ဟိုတယ်စီခေါ်သွားခြင်းနဲ့လို့ပြောပေမဲ့ကျမကတော့တညတာပြောပါလေဆက်ဆံရေးမျိုးမလုပ်ချင်ခဲ့ပါဘူး။ဒါပေမဲ့ကျမရင်ရင်ကြီးကြီးညင်းပယ်ခဲ့တာလောက်နိကဆက်ပြီးအတင်းချက်တိုက်တွန်းနေခဲ့ပါတယ်။စက္ကန့်3ဖြတ်လောက်ချပြီးကျမရဲ့ဆုံးဖြတ်ချက်ကများပြောင်းသွားမလားဆိုတဲ့ပုံစံမျိုးနဲ့အထက်ထပ်ပြောနေခဲ့တာပါ။တကယ်နဲ့ကျမကပြုံးပြီးကောင်းခါတာဒါမှမဟုတ်ညှင်းလိုက်တိုင်းနစ်ကပို့ပြီးစိတ်ဆိုးလာကသူ့ရဲ့ဆွဲဆောင်မှုရှိတဲ့ဟန်ပန်တွေပျောက်ကွယ်သွားပြီးအပြင်ဘက်ဟန်ဆောင်မှုအောက်မှာဖုံးကွယ်ထားတဲ့စိတ်မရှိတတ်တဲ့ကလေးစင်စင်ယောက်ျားတစ်ယောက်ရဲ့ပုံစံပေါ်လာပါတော့တယ်။စကားလမ်းကြောင်းလွဲဖို့ကျမအချိန်ချင်းကြိုးစားခဲ့ပေမဲ့သူကတော့ကျမကိုအိတ်ကြတဲ့ခေါ်သွားဖို့ဆိုတဲ့သူ့ရဲ့တခုတည်းသောရည်ရွယ်ချက်စီကိုပဲအမြဲပြန်လည်သွားပါတယ်။အဆိုးဆုံးကတော့သူကျမကိုစပြီးကိုထိလက်ရောက်ကင်တွယ်လာတာပါပဲ။ကျမတရောင်စင်းနဲ့သူ့နံရိုးကိုသွန်းထိုးပြီးရုံထွက်နိုင်ခဲ့တယ်။အဲ့ဒီနောက်သူကတောင်းပန်ဖို့ကြိုးစားပေမဲ့နောက်ကျသွားပါပြီ။ဒါပေမဲ့လည်းကလပ်တွေမှာလူသစ်တွေနဲ့တွေ့ရင်ဒီလိုပဲကြုံရတတ်တယ်လို့ကျမမှတ်ယူထားပြီးသားပါ။အဲ့ဒီညကလူအရန်ကျက်နေတော့အကြောင်းပြချက်တစ်ခုပေးပြီးအမြန်ရှောင်ထွက်သွားရင်သူ့ကိုလွတ်နိုင်မယ်လို့ကျမတွေးလိုက်ပါတယ်။ဘားကနေထွက်ကနေတဲ့လူအုပ်ကြီးကြားတဲ့တိုးဝင်ပြီးတန်ကြချင်းတွေကိုလိုက်ရှာခဲ့ပါတယ်။ဘလက်ရှာသူတို့ကိုမတွေ့ရပါဘူး။နစ်ကတော့ထွက်သွားပြီလို့ထင်ရတယ်။နည်းနည်းထွက်ရှာပြီးတဲ့နောက်သူတို့အပြေထွက်သွားလောက်ပြီလို့ကောက်ချက်ချလိုက်ပြီးအပြေဘက်ကိုထွက်ရှာခဲ့ပါတယ်။ကလပ်ရဲ့အနောက်ဘက်အပြေမှာစိတ်လိတ်တောက်နေတဲ့လူစုလေးနဲ့ကျင်းမြောင်းတဲ့လမ်းတစ်ထပ်မှာကားပါကင်းတစ်ခုရှိပါတယ်။တငယ်ချင်းတွေရဲ့အရေးအယောင်ကိုတော့မတွေ့ရသေးပါဘူး။အဲ့ဒီအချိန်မှာနောက်ပေါက်မှာလုံခြုံရေးဘောင်းစားမရှိတဲ့အတွက်အသင်းပြန်ဝင်ပြီးဆက်ရှာလို့ရတယ်လို့တွေးလိုက်ပါတယ်။နောက်ဆုံးမှာတော့တငယ်ချင်းတွေကိုတွေ့မှာပါလေ။ဒါပေမဲ့တခြားတစ်ယောက်ကကျမကိုအရင်ရှာတွေ့ပါတယ်။ Nick ပါပဲ။သူကကလပ်ထဲကနေဒေါသကြီးထွက်လာပြီးကျမစီတက်ရှောင်လာတယ်။ကျမကိုဝင်တိုက်ပြီးလက်နှစ်ခုလုံးချုပ်ထားကကျမမျက်နှာကိုအသေးနှမ်းမှုစူးစမ်းလိုပါတယ်။ကျမလည်းရုန်းကန်ပြီးရပ်ဖို့အော်ပြောနေခဲ့ပါတယ်။လာပါကလေးလေးရကိုကျမကိုချစ်ခွင့်ပြုပါမင်းဘတော်မှမမေ့နိုင်မှာမဟုတ်ဘူးလို့ကိုကတိပေးမယ်။ငါ့ကိုလွတ်ဆန်လူယုံမာရင်ဟင်းအင်းလို့ပြန်တစ်ခါပရိုးရမလဲ။ငါကားလက်သွားပြီးခဏလောက်နေရအောင်လေ။ဟင်းအင်းအတင်းတွေတွန့်တူမနေပါနဲ့ဆဲရဲတောင်ဒီအတိုင်းလေးအလိုက်တင်နေလိုက်စမ်းတယောက်ယောက်မြကျေးဇူးပြုပြီးကူညီကြပါအောင်ဖယ်နေစမ်းသူငါနဲ့လိုက်ခဲ့ရမယ်ရုတ်တရက်နစ်ကကျမကိုလန်ဒီဘက်ကိုအတင်းဆွဲခေါ်သွားပါတော့တယ်ကျမဖနှောင်းနဲ့မြေကြီးကိုအသေးခံပြီးနောက်ကိုဆွဲထားပြီးမြဲကျမလက်မပြွတ်ထွက်သွားတော့မယ်လို့ခံစားရတယ်နောက်ဆုံးမှာတော့တယောက်လာပြီးကျမတို့အကြားကိုဝင်တားပေးပါတယ်နစ်ကစုပ်ကင်ထားမှုကနေလွတ်သွားတာနဲ့ကျမချက်ချင်းထွက်ပြေးပါတယ်ကလပ်ထဲပြန်ဝင်ပြီးလုံခြုံရေးကိုအော်ခေါ်ခဲ့ပါတယ်အဲ့ဒီစူညံတန်ကြောင့်ကျမတငယ်ချင်းတွေပါရောက်လာပြီးလုံခြုံရေးနဲ့တပြိုင်တည်းထဲကျမကိုတွေ့ကြပါတယ်ကျမတို့အားလုံးနစ်ကိုရင်ဆိုင်ဖို့အပြင်ကိုထွက်လာခဲ့ကြတယ်အပြင်ကလူတွေကသူ့ကိုတားဆီးဖို့ကြိုးစားခဲ့ပေမဲ့သူကထွက်ပြေးလွတ်မြောက်သွားပါတယ်သူကားထဲဝင်ပြီးအမြန်မောင်းထွက်သွားတာကိုပဲကျမတို့မြင်လိုက်ရပါတယ်အဲ့ဒီနောက်မှာကျမရဲ့ညချမ်းပျက်စီးသွားပါပြီအရာအလုံးပြီးဆုံးသွားပြီလို့သိထားပေမဲ့ဆက်ပြီးမလဲပတ်ချင်တော့ပါဘူးတကယ်ချင်းတွေကကျမကိုအိမ်ရောက်အောင်ကူညီခဲ့ကြပါတယ်အိမ်ရောက်တော့ကလပ်သွားရဲ့အဝတ်အစားတွေလည်းရေကျူးတက်တောင့်ရှိတဲ့အဝတ်အစားတွေဝတ်ပြီးအနားယူဖို့ကြိုးစားခဲ့ပါတယ်လဲလိုက်တဲ့အချိန်မှာ Nick ရဲ့ TikTok ကို follow လုပ်ထားတာတတိယသွားနဲ့သူ့ကို block လုပ်ဖြစ်ဖို့အတွက်အကောင့်ကိုဖွင့်လိုက်တာပါဒါပေမဲ့စူးစမ်းမှုကျင့်ကြံမှုဖြစ်ပါပါတယ်သူ့နောက်ဆုံးဗီဒီယိုကအဲ့ဒီညကျမတို့မစုံခင်နားရီအနည်းငယ်လောက်ကတင်ထားတာပါအဲ့ဒီဗီဒီယိုကိုပထမဦးဆုံးတစ်ချိန်ကြည့်လိုက်ရတဲ့အချိန်ရင်ထဲကခန်းစားချက်ကိုကျမဘတော်မှမမေ့နိုင်တော့ပါဘူးဟေ့အားလုံးဘယ်လိုလဲ Nick ပါ Nick ရဲ့ကဘာလဲခရင်စင်ကကျူဆိုပါတယ်ဒီနေ့ဖိလစ်ပင်ကိုရောက်နေပါတယ်ဒီကအမျိုးသမီးတွေကအလွယ်တကူရတယ်လို့ကြားထားပါတယ်အားလုံးပဲပြီးခဲ့တဲ့ဗီဒီယိုကနေသိကြသလိုကျွန်တော်တရုတ်မှာသွားလည်နေခြင်း HIV ကူးစက်ခံလိုက်ရပါတယ်ဒါကြောင့်ဖိလစ်ပင်ကိုသင်ခန်းစာပေးဖို့အချိန်တန်ပြီလို့ထင်တယ်ဒီညကျွန်တော်တွေ့သမျှလူတွေနဲ့အိပ်ပြီးတက်နိုင်သမျှလူအများပြားကို HIV ကူးစက်အောင်လုပ်ဖြစ်မယ်လို့ထင်တယ်တကယ်ကိုမိုက်မှာပါမင်းတို့မြင်ရဖို့တော့မစောင့်နိုင်တော့ဘူးနစ်ရဲ့ကဘာလဲခရင်စင်မှာဆက်လက်စောင့်ကြည့်ကြပါအောင်
ကျမအရန်ကိုတုံလို့တာပါတယ်ခန်းစားချက်တွေကိုမထိန်နိုင်လို့အန်တောင်အန်မိခဲ့ပါတယ်သူက HIV positive ဖြစ်နေပြီးကျမကိုကူးစက်အောင်လုပ်ဖို့ကြိုးစားခဲ့တာပါပိုဆိုးတာကသူက HIV ကူးစက်မှုအကြီးမားဖြစ်အောင်ကြံစီနေတာပါသူကလည်းရုံမာတဲ့ရည်ရွယ်ချက်တွေရဲ့သားသမီးဖြစ်တော်မယ်လို့တော်သေးလေအချိန်မနေခင်လေးမှလွတ်မြောက်သွားခဲ့လို့ကျမအဲ့ဒီဗီဒီယိုကိုရဲတွေကိုပို့ပြီးကျမကြုံခဲ့ရတဲ့အရာတွေကိုပြောလိုက်ပါတယ်ဒါကြောင့်သူနောက်ထပ် NDA မပေးနိုင်ခင်မှာရဲတွေကသူ့ကိုဖမ်းဆီးနိုင်ခဲ့ပါတယ်သူကျမကိုကူးစက်အောင်လုပ်တော့မယ်ဆိုတာကိုအခုထပ်ထိမယုံနိုင်အောင်ဖြစ်နေသူပါတယ်နောက်ခံတတိအချက်လက်ဒီဇလန်ကဖလီပင်မာဗီဒီယိုရိုက်ဆူးစင်မှာသူက HIV positive ဖြစ်ပြီးယောဂဖြန့်ချိကိုစီစဉ်နေတယ်လို့ချင်းချောက်တဲ့ဗီဒီယိုတွေဖန်တီးခဲ့တဲ့အသက်20နှစ်ရှိတဲ့ရုရှားဗလော့ဂါတယောက်အပေါ်အခြေခံထားပါတယ်။နီကီတာချက်ကော့ဖ်ဟာနောက်ဆိုးမှာဖမ်းဆီးခံခဲ့ရပါတယ်။ချက်ကော့ဖ်ဟာတရုတ်ကနေလာရောက်ပြီး2026နှစ်ဇန်နဝါရီလ15ရက်နေ့မှာဖလီပင်ကိုဝင်ရောက်ခဲ့တယ်လို့တွေ့ရှိရပါတယ်။ BCG Manila Let's check all everybody and spread HIV လို့အမည်ပေးထားတဲ့သူ့ရဲ့ TikTok ဗီဒီယိုမှာသူတွေ့သမျှလူတွေနဲ့ like ဆက်ဆံပြီး HIV ကိုဖြန့်ကျူးမယ်လို့ချိန်ထောက်ခဲ့ပါတယ်။ Chekhov ကို HIV စစ်ဆေးမှုပြုလုပ်ခဲ့တော့ရလဒ်တွေကတော့သူက HIV ပိုးမရှိရဲ့အကြောင်း non-reactive ဖြစ်တယ်လို့တွေ့ရှိရပါတယ်။ကျွန်တော်ညီမကရိုးရာဓလေ့တွေကိုဘယ်တော့မှမလေးစားတတ်လို့ပြဿနာတက်လိမ့်မယ်ဆိုတာကျွန်တော်အမြဲသိနေခဲ့ပါတယ်။အဖေကအိမ်တော်ဦးစီးဖြစ်ပြီးကျွန်တော်တို့ရဲ့ဓလေ့ထုံးစံအားလုံးကိုချမှတ်ဖို့ပါကျွန်တော်အပေါ်အဖေရဲ့မျှော်လင့်ချက်တွေကတော့ခံထားပါသေးတယ်ဒါပေမဲ့ကျွန်တော်ညီမအတွက်ကတော့ကြွာချပါတယ်အဖေကညီမကိုအမေလိုပဲဖြစ်စေချင်တယ်အဖေပြောသမျှနားထောင်ရမယ်တတ်မှတ်ထားတဲ့ပုံစံအတိုင်းဝတ်စားဆင်ရရမယ်ပြီးတော့မလိုအပ်ပဲအိမ်ပင်မထွက်ရဘူးပြီးတော့ TikTok ဆိုတာရောက်လာတယ်ညီမကအဲ့ဒါကိုအချိန်အတိုင်းအတာတစ်ခုအထိလျှို့ဝှက်ထားနိုင်ခဲ့တယ်။အစပိုင်းမှာတော့ကျွန်တော်တယောက်တည်းပဲသိတာပါ။ကျွန်တော်မှလည်းကိုယ်ပိုင်အကောင့်ရှိပေမဲ့သူ့လိုမျိုးအသုံးမပြုပါဘူး။ကျွန်တော်ကဗီဒီယိုတွေကြည့်ရုံလောက်ပဲ။ဒါပေမဲ့ညီမကတော့ post တွေတင်တယ်။သူ့ဗီဒီယိုတွေထဲမှာခေတ်စားနေတဲ့အကတွေကတာတချေးတင်တဲ့နှကန်းလောက်ပြီး lip sync ဆိုတာပြီးတော့တငယ်ချင်းတွေစီကငှားလာတဲ့အဝတ်အစားတွေဝတ်ထားတာကိုကျွန်တော်မြင်ခဲ့ရတယ်။အဖေကသူ့အကောင့်ကိုတွေ့သွားတဲ့အခါကျွန်တော်တခါမှမမြင်ဘူးလောက်အောင်ကိုဒေါသထွက်ခဲ့တယ်။ထုံးစံအတိုင်းကျွန်တော်သဘောမတူပေမဲ့တိတ်တဆိတ်ပဲလိုက်နာခဲ့တယ်။အဖေကကျွန်တော်တို့ကို TikTok ဖြတ်ကိုအမိန့်ပေးတော့ကျွန်တော်ဖြတ်လိုက်တယ်။ဒါပေမဲ့ညီမကတော့မဖြတ်ပါဘူး။အဲ့ဒါကမိသားစုထဲမှာအဆိုးရွားဆုံးအကွဲကြောင်းကြီးဖြစ်လာခဲ့တယ်။ရက်တွေဒါမှမဟုတ်နှစ်တွေချီပြီးအဆက်မပြတ်ရန်ဖြစ်နေကြတယ်။အမေကအဖေဘက်မှာနေပေမဲ့သူကအရန်အေးလွန်းတော့ဘာမှတိတ်မပြောပါဘူးကျွန်တော်ကညီမဘက်မှာရှိနေတယ်ဆိုပေမဲ့ပြဿနာတွေကိုတော့မလိုလားပါဘူး။ကြွယ်ရမှာတော့ညီမကို TikTok ဖြတ်လိုက်ပြီးပြဿနာကိုပြီးသွားပါစေတော့လို့ကျွန်တော်ပြောခဲ့တယ်။သူမကနောက်နှစ်အနည်းငယ်နေရဲ့အိမ်ကခွေးထွက်ပြီးကိုယ်ပိုင်ဘဝစတင်နိုင်တဲ့သူလှုပ်ချင်တာလှုပ်နိုင်တဲ့အရွယ်ရောက်နေပါပြီ။ဒါပေမဲ့သူကအဲ့ဒီလောက်အထိမဆောင်ချင်ခဲ့ဘူး။ဒီနေ့တော့ကျွန်တော်ဧည့်သည်ကနေမှာ AACC နေနိုင်အောင်အတက်နိုင်လို့စူးစမ်းနေခဲ့တယ်။အိမ်ထဲမှာအမြဲတမ်းတင်းမာမှုတွေရှိနေပေမဲ့ညီမကတော့သူအခန်းထဲမှာပုံနေခဲ့တယ်။အဖေအပေါ်တက်ကိုတတ်သွားတဲ့အခါ TikTok ကိစ္စပြန်စတော့မယ်ဆိုတာကျွန်တော်သိလိုက်တယ်။ချက်ချင်းပဲအော်ဝှေ့ရန်ဖြစ်တဲ့နေထွက်လာတယ်။ကျွန်တော်ဒီကိစ္စတွေကိုအရန်ကြီးငွန်းနေဖြစ်လို့စဖြစ်တာနဲ့မကြားရင်အောင်ဆောင်းဖို့ကြိုးစားခဲ့ပေမဲ့မရခဲ့ဘူး။ဒီတစ်ခါတော့မတူဘူး။အဲ့ဒီနေ့ကအဖေကအရင်ကထပ်ပိုလွန်သွားခဲ့တယ်။အပေါ်တာမှာရန်ဖြစ်တန်းနေရိုင်းနတ်တန်းနေနဲ့ရုံရင်ဆန်ကအတန်းနေနဲ့အိမ်နေရန်နေတော့တုံခါသွားတယ်။တခုခုတော့မှားနေပြီ။ကျွန်တော်အခန်းစီကိုပြေးတက်သွားတော့တကားကိုတောက်ခတ်ထားတာတွေ့တယ်။အဖေကညီမကိုအဲ့ဒီထဲမှာပိတ်လောင်ထားတာ။တကားကအပြင်ပန်းကြီးရတဲ့ထက်ပိုးပြောဖို့မျောလင့်ပြီးနောက်ကိုဆုပ်ပြီးတကားကိုဝင်းတိုက်ချလိုက်တယ်။နာကျင်စရာကောင်းတဲ့ကြိုးစားမှုအကျင့်အနှဲငယ်လှုပ်လိုက်တဲ့နောက်မှာတော့နောက်ဆုံးမှကျွန်တော်ဖြောင်းဝင်နိုင်ခဲ့တယ်။အိမ်မခန့်ချွမ်းပေါ်မှာတော့ကျွန်တော်ရဲ့အဆိုးရွားဆုံးအကြောက်ဖျားကအမှန်တကယ်ဖြစ်လာခဲ့ပြီ။အဖေကညီမကိုလဲညွှင်းညင်နေတယ်။ကျွန်တော်တားမှဆက်မယ်။သူ့ကိုကဲမှဆက်မယ်။အဖေရက်လိုက်ပါ။အဖေသူ့ကိုတတ်မိလိမ့်မယ်။မဟုတ်ဘူးငါဒီကိုလော့ရမယ်။ဟဲ့အဖေယူနေပြီဖယ်လိုက်ပါ။ကျွန်တော်မှရှိတဲ့ခွန်အားအကုန်သုံးပြီးအဖေကိုညီမစီကဆွဲခွာလိုက်တယ်။သူရက်သွားအောင်ကျွန်တော်ကုတ်ဖားပြီးကန်ကြော့ပြီးထိုးချက်ခဲ့ရတယ်။ပြီးတော့အဖေညီမကိုထပ်မတိုက်ခိုက်နိုင်အောင်သူတို့နှစ်ယောက်ထဲမှာဝင်ဆက်နေခဲ့ရတယ်။နောက်ဆုံးမှာအဖေကအရှုံးပေးလိုက်ပြီးအခန်းထဲကထွက်ပြေးသွားတယ်။ကျွန်တော်ညီမကိုချက်ချင်းသွားစစ်ဆေးကြည့်တယ်။သူမကတုံးလုံနေခဲ့တယ်။တရွှီရွှီချောင်းဆိုးပြီးအသက်ရှူးဝသွားဖို့ကြိုးစားနေရတယ်
ဒါပေမဲ့ तू အဆင်ပြေပါတယ်တတိယနေတယ်အဆင်ပြေပါတယ်ကျွန်တော်ကို तू ထိုင်ဖို့ကူညီပေးပြီးအားလုံးအဆင်ပြေသွားမှာပါလို့ပြောပြခဲ့တယ်ပြီးတော့အချိန်အတော်ကြာပြီးနောက်မှပထမဆုံးတစ်ချိန်ဖြစ်မောင်နှမတွေလိုတကယ်စကားပြောခြင်းဖြစ်ခဲ့ကြတယ်ကဲပြီးလို့ကျေးဇူးနော်မလိုပါဘူးဒါငါလုပ်ပြနေတဲ့အ ਨੇ ဆုံးရပါမင်းပြောတာမှန်တယ်ဒီလောက်ကြာသွားတဲ့အတွက်ကျွန်တော်တောင်းပန်ပါတယ်အဖေဒီလိုလုပ်မယ်လို့ကျွန်တော်တခါမှမထင်ခဲ့ဘူးရပါတယ်ငါလည်းမထင်ခဲ့ဘူးအချိန်မကာလဆိုပေမဲ့နင် TikTok ကိုအခုတော့ဖြတ်လိုက်တော့မှာမဟုတ်လားနင်နောက်နေတာလားအဲ့ဒီဒီတလောက်တန်ဖို့မရှိပါဘူးနောက်တစ်ခါဒီလိုမဖြစ်လာအောင်ပေါ့ဟုတ်တယ်မလားဒါပေမဲ့ငါအိမ်ကပြောင်းသွားတယ်ငါပြန်လို့ဟဲ့အဖေဘာလုပ်လိုက်တာလဲတိတ်နေစမ်းသူကဒီမိသားစုကိုအဆက်ခွဲခဲ့တယ်မင်းလည်းဒီလိုလုပ်မလားဟဲ့ခမညာဒါဆိုတားလီမာလေးလုပ်ပြီးငါ့ကိုကူညီစမ်းကျွန်တော်ဘာဆက်လုပ်ရမလဲဆိုတာမသိတော့ဘူးကျွန်တော်မှခဏလောက်တော့တတိတွေရှိခဲ့တယ်နောက်တော့ပျောက်ဆုံးသွားခဲ့တယ်ကျွန်တော်ဟာတရေဘောကုံတယောက်ပါညီမကိုထနက်နဲ့ပြစ်တက်ခဲ့တဲ့အောင်ထင်အောင်ကျွန်တော်အလောင်းကိုစီစဉ်ရမှာအဖေကိုကျွန်တော်ကူညီခဲ့တယ်ပြီးတော့သူအခန်းတကားကိုတောက်ခတ်ပိတ်လိုက်ပြီးသူ့ကိုအဲ့လီထဲမှာပဲထားခဲ့တယ်အဲ့တန်ကပြောင်းလဲသွားတဲ့အခါအမေကဘာမှမဖြစ်ခဲ့တာလို့ပဲဟန်းဆောင်တယ်အဖေနဲ့ကျွန်တော်တို့အရေးပေါ်မှာရှိတဲ့သွေးတွေကိုတုတ်လိုက်ကြတယ်ကျွန်တော်တို့၃ယောက်လုံးဆိုဖာပေါ်မှာထိုင်ပြီးအဖေကရဲကိုတီငင်ပဲဖုံးစားနေတယ်အဲ့ဒီအချိန်မှာပြာဆက်စားတာပါကျွန်တော်တို့အားလုံးကရုတ်တရက်အဖြစ်ဆိုးကြောင့်ကြေကွဲနေတဲ့ဝမ်းထဲပူသွဲနေတဲ့ချစ်ခင်ကျင်နာတတ်တဲ့မိသားစုတစ်ခုလိုဟန်းဆောင်တယ်ကြောက်စရာကောင်းတဲ့ကိစ္စတစ်ခုကိုမတားဆီးနိုင်ခဲ့တယ်လို့မျိုးကျွန်တော်တို့ကိုယ်တိုင်မလုပ်ခဲ့တယ်လို့မျိုးပါပဲဒါပေမဲ့ရဲတွေကမယုံပါဘူးလင်ချက်ဖော်မသွားခင်ကျွန်တော်နဲ့အဖေကရပ်အနှင်းငယ်ပဲလွတ်လပ်ခွင့်ရခဲ့ကြတယ်ကျွန်တော်တို့နှစ်ယောက်လုံးအဖမ်းခံခဲ့ရတယ်အဖေကထောင်ထဲမှာပဲတည်သွားမှုများတယ်ဒါပေမဲ့ကျွန်တော်ကတနက်ခလုံဆွဲတော့မဟုတ်တဲ့အတွက်အဖေကိုဖုံးကွယ်ပေးတဲ့ပြစ်မှုနဲ့ပြစ်ဒဏ်လွဲလော်ချခံရတယ် TikTok လို့ရိုးရှင်းပြီးမိုက်နေတဲ့ကိစ္စလေးတစ်ခုအတွက်ဒီလိုဖြစ်လာဖို့စန္ဒရှိခဲ့တဲ့သူကအဖေပါကျွန်တော်ရဲ့ကံကြမ္မာကိုကျွန်တော်မကန်ကွက်ပါဘူးပြောရရင်ကျွန်တော်လည်းတသက်လုံးထောင်ထဲမှာပုတ်သွင်းနေတယ်ဒါပေမဲ့တနေ့တော့ကျွန်တော်ထောင်ကလွတ်လာလိမ့်မယ်ရိုးရှင်းစတော့ပြောရရင်အဲ့ဒီနေ့ကိုကျွန်တော်အယမ်းကြောက်တယ်ကိုဘာဆက်လို့ရမလဲဆိုတာကိုလုံးဝမသိတော့ဘူးနောက်ခံတဲ့အချက်လာမိမိတို့ရဲ့သမီးရဲ့ TikTok ဗီဒီယိုတွေကိုမကြိုက်နဲ့တဲ့အမေရိကန်ကနေပါကစ္စတန်ကိုပြန်ပြောင်းရွှေ့လာတဲ့မိသားစုတစ်ခုမှာအမျိုးသမီးတစ်ယောက်ကသူ့သမီးကိုတက်ဖြတ်ခဲ့တယ်လို့ဝန်ခံပါတယ်အန်ဒရူးဦးဟတ်ခါသူ့သမီးဟီရိုကိုတနတ်နဲ့ပြစ်တက်ဖြတ်ခဲ့တယ်လို့ဝန်ခံတာပါအစပိုင်းမှာတော့သူကအမီမထီသူတွေနောက်မှာဒီပြစ်ခံမှုနောက်မှာရှိနေတယ်လို့စုံစမ်းစေရေးတွေကိုပြောခဲ့ပါတယ်အဖေထက်တဲ့သူကသမီးရဲ့ post တွေကိုကန်ကွက်စရာအရှိလို့တွေ့ခဲ့တယ်နိုင်ငံမှာအဖြစ်များလေရှိတဲ့ဂွန်တိတ်ခါကြီးအတွက်တက်ဖြတ်ခြင်းတွေပါဝင်တဲ့ဒူးတခေါင်ပေါင်စုံကိုစုံစမ်းစစ်ဆေးနေကြတယ်လို့ရဲတွေကပြောပါတယ်ပါကစ္စတန်မှာနှစ်စဉ်လူရချီတဲ့အမျိုးသမီးတွေကဂုံတိတ်ခါကြီးအတွက်တက်ဖြတ်ခြင်းဆိုတဲ့အကြောင်းပြခြင်းနဲ့တေဆုံးနေကြပါတယ်ဒီတက်ဖြတ်ခြင်းတွေကိုများသောအားဖြင့်မိသားစုရဲ့ဂုံတိတ်ခါကိုကာကွယ်ရေးအတွက်လုပ်ကြတယ်လို့ဆိုတဲ့ဆွေမျိုးတွေကကျူးလွန်ကြတာပါတေဆုံးသူသမီးရဲ့အဖေရဲ့ရောက်ဖကိုလည်းဒီတက်ဖြတ်ခြင်းနဲ့ဆက်ဆက်ပြီးဖမ်းဆီးထားပါတယ်ဒါကဂုံတိတ်ခါကြီးအတွက်တက်ဖြတ်ခြင်းဖြစ်တယ်လို့တွေ့ရှိပြီးသူတို့မှာအဖြစ်ရှိရဲလို့ထင်ရှားခဲ့ရင်အဆိုပါအမျိုးသားတွေကမဖြစ်မနေတသက်ကျွင်းပြစ်ဒဏ်ကြစတာရမှာဖြစ်ပါတယ်တကူတော်မိခင်တယောက်အနေနဲ့ပုံမှန်အလုပ်တစ်ခုတည်းလုပ်နေုံနဲ့မလုံးလောက်ပါဘူးကျမဘေးထွက်ဝင်ငွေအနေနဲ့ TikTok လုပ်ပါတယ်အလုံးနာချိန်ဈေးဝယ်ထွက်ချိန်ဒါမှမဟုတ်ပိတ်ရက်တွေမှာဗီဒီယိုတွေလုပ်တာနဲ့ live လွှင့်တာကလိုရတာလွယ်ကူပါတယ်ကျမဒီအလုပ်ကိုစူးစမ်းပြီးလုပ်နေတာပါအနည်းဆုံးတော့အဲ့ဒီညမတိုင်ခင်အထီပေါ့အဲ့ဒီနေ့ကကျောင်းဖွင့်ရက်ညနေပိုင်းမှာနောက်ခန်းမှာသားလေးကိုတင်ပြီးအိမ်ကိုကားမောင်းပြန်လာခဲ့တယ်ကျမတို့ live လွှင့်နေတာနားရီအနည်းငယ်ကြားပြီးဖြစ်ပေမဲ့အခုတော့ပြီးတော့မှာပါသားလေးကကြည်ကြနေပြီးအိတ်ချင်နေပြီကျမကလည်းဝိုင်းတစ်ခွက်တောက်ပြီးလူကြီးတွေကြီးတဲ့ TV အစီအစဉ်လေးကြည့်နေပြီအဲ့ဒီအချိန်ကိုကျမရှင်းရှင်းလင်းလင်းမှတ်မိနေပါတယ်လမ်းတွေပေါ်မှာလူမရှိသလောက်ပါပဲတာယာပြီးအေးဆေးတဲ့ကားမောင်းခီးစဉ်လေးပါရှေ့ကမိခွင်တွေအားလုံးကလည်းအစိမ်းရောင်တွေကြီးပါပဲကျမကြင်ပြောရဲတယ်အစိမ်းရောင်ဖေးရမယ်ကျမဖုန်းကင်ပြီး live chat ကလူတချို့နဲ့စကားပြောနေကြတာမှန်ပေမဲ့လမ်းကိုလည်းသတိထားကြည့်နေကြတာပါစက္ကန့်လေးတစ်စက္ကန့်လောက်ပဲဖုန်းကိုငုံကြည့်လိုက်တဲ့အချိန်မှာရုတ်တရက်ကြီးသူဘဲကနေထွက်လာမှမသိဘူး
လူသွားပလက်ဖောင်းပေါ်ကနေဆင်းလာပြီးကျမကားရှိတဲ့ကိုရောက်လာတာကျမဘက်ကမီးစိမ့်နေတာပါတကယ်ပါကောင်းမွန်တဲ့လူတွေကလှုပ်တင်ကာကိုကျမလှုပ်ခဲ့ပါတယ်ချက်ချင်းကားရက်ကားပေါ်ကဆင်းပြီးအဲ့ဒီလူအစင်ပြေရဲ့လားသွားကြည့်ခဲ့တယ်ဦးလေးအစင်ပြေရဲ့လားကျမအယံအိုးသူအစင်ပြေပါတယ်ဒီထက်ကောင်းတဲ့အခြေအနေတွေမြင်ဘူးသလိုဒီထက်ဆိုးတာတွေလည်းမြင်ဘူးပါတယ်ပြောရရင်ဒဏ်ရာနည်းနည်းလောက်ပါပဲသူတတိလစ်နေရပါသူပြန်နိုးလာမှာပါနိုးရမယ်လေသူ့မှာနာကျင်မှုတွေရှိပြီးစေကူတာမှုခံယူရမယ်ဆိုတာကျမသေချာသိပါတယ်ဒါပေမဲ့တယောက်ယောက်ကသူ့ကိုတွေ့ပြီးလူနာတင်ရင်ခေါ်ပေးမှာပဲမဟုတ်လားဟုတ်ပါတယ်အဲ့ဒီလူကကျမဖြစ်စရာအကြောင်းမရှိဘူးလေကို့အတွက်အမြင်မကောင်းဖြစ်သွားမှာပေါ့သူ့အနေနဲ့လည်းဒီလိုခေါင်းထိခိုက်သွားပြီးရင်ကျမကားကိုမှတ်မိနိုင်မှာမဟုတ်ပါဘူးဒါအပြင်ကားထဲမှာကျမသားလေးလည်းရှိနေတယ်ပြီးတော့အို့ဗျာတယ် live stream ကလူတွေအားလုံးဘာဖြစ်သွားလဲဆိုတာသိချင်နေကြမှာသိကြပါတယ်ကျမပြန်သွားပြီးအားလုံးကိုရှင်းပြရမယ်မေအဲ့ဒီဦးလေးအဆင်ပြေရဲ့လားပြေးပါတယ်ကလေးလေးရဲ့သားတို့အိမ်ရောက်ရင်အိတ်တယ်လို့မျိုးသူအိတ်နေတာပါမေသားအဲ့ဒီလိုမအိတ်ချင်ဘူးရှ်ရပါတယ်မငုံနဲ့ကလေးလေးရဲ့ကျမကားထဲပြန်ဝင်တဲ့အချိန်မှာ live chat ကအရန်ကိုစူညံနေပါပြီလူတွေကဘာဖြစ်သွားသလဲဆိုတာအဆက်မပြတ်မေးနေကြတယ်ကျမသူတို့ကိုပြောပြရမယ်ဒါကလှုပ်ထိုက်တဲ့ကိစ္စပဲလေကဲအားလုံးပဲခုနကတိုင်းမိတဲ့အတန်းလေးကိုကြားလိုက်ရမယ်လို့ထင်ပါတယ်ဒါပေမဲ့အဆင်ပြေပါတယ်အားလုံးအဆင်ပြေပါတယ်မတော်တဆမတိုင်းမင်းတေးလေးတစ်ခုပါကျမအမှားမဟုတ်ပါဘူးသူကလမ်းထဲဝင်လာတာပါဒါပေမဲ့ကျမကအယမ်းမြန်မောင်းနေမှာမဟုတ်ဘူးပြီးတော့ရှောင်းလိုက်နိုင်လို့သူတန်းရနည်းနည်းပဲရသွားတာဒါပေမဲ့တကယ်လို့များရှိနေခါလို့ကာမကင်းကြီးအတွက်ငွေလေးနည်းနည်းပါလူတန်းနိုင်မလားဆိုပြီးတော့ပါဒီဟန်ဆောင်မှုကြီးကိုကျမဆက်မလွတ်နိုင်တော့ဘူးတောက်ကျိုးနီး TikTok မှာကအငဲတန်းဟန်ဆောင်မှုတွေအတုအယောင်တွေကြီးပဲဘယ်သူမှသူတို့ရဲ့ပင်ကိုစရိတ်အတိုင်းမရှိကြဘူးလူတိုင်းကပင်ကိုအတိုင်းနေရောက်မှာကိုအယမ်းကြောက်လို့အမြဲတမ်းမိုက်တော့တဲ့ဟန်ဆောင်မျက်နှာတစ်ခုကိုတတ်ထားကြရတယ်ကျမလုံးဝစိတ်ကုန်သွားပြီ live stream ကိုပိတ်လိုက်ပြီးဖုန်းကိုကားချမ်းပြီးပေါ်ပြစ်လိုက်တယ်အိမ်ရောက်သွားသားလေးကိုတိတ်ပြီး TV နည်းနည်းကြည့်ရမယ်ဝိုင်းတစ်ခွက်ဝိုင်းမဖိုလင်းတော့နှစ်ဖိုလင်းလောက်တောက်လိုက်ရင်အားလုံးအဆင်ပြေသွားမှာပါမေအဆင်ပြေရလားပါစက်ပိတ်ထားအားလုံးတီတီငင်နေကြစမ်းပါအိမ်ရောက်တော့ကားကိုကားဂရိတ်ထဲသွင်းပြီးတကားတေချပိတ်ရလားဆိုတာကို၃ချိန်လောက်တေချဆက်စေခဲ့တယ်ကားမှန်ကွဲနေတာရဲ့သွေးတယ်လေကားပေါ်ကပိုးကောင်အမဲကောင်တွေကတ်နေတာကိုဘယ်သူမှလာချောင်းပြီးမမြင်ချင်းဘူးအဲ့ဒါကရှက်စရာကြီးအိမ်ထဲရောက်တော့သားလေးကိုသူ့အခန်းထဲသွားကိုပြောလိုက်တယ်တော်သေးတယ်သူ့စကားနားထောင်တယ်အဲ့ဒီမှာတော့ကျမတယောက်တည်းကြံခဲ့ပြီးခေါင်းကြီးချားလာလဲနေတာပါအဆင်ပြေပါတယ်တလန်းစင်းသွားအိပ်ပုံနဲ့ဝေးခီးသွဲအင်ကြီးကိုယူပြီးအဝတ်အစားတွေစထိတ်အဲ့ဒီလူရဲ့ရင်ဘတ်ပေါ်မှာကားပင်ရာတွေကိုမမေ့လိုက်နဲ့သူ့မျက်နှာနေရာမှာဖြစ်သွားတဲ့သွေးဆိုးရာတွေကိုမတွေးနဲ့အရန်ဖိအားများတဲ့ညတညကိုဖြတ်တန်းခဲ့ပြီးနောက်မှာအားလည်းရခီးထပ်ဖို့အချိန်တန်တယ်လို့ကျမသိလိုက်တယ်။ဒါလေးကိုကလေးထင်းနဲ့ထားခဲ့ဖို့စဉ်းစားခဲ့ပေမဲ့ဘလောက်ကြာသွားရမလဲမသိတာကြောင့်ကုန်ကျစရိတ်တွေများလာမှာကိုစိုးရိမ်မိတယ်။ကံမကောင်းကကြောင့်အဖေကကျမရှိမှအသိပေါ်လာခဲ့တယ်။နောက်နေ့မနေ့စောစောနေမထွက်ခင်လေးမှာပဲကျမနိုးနေစေပါ။အထုပ်ဖို့ဒီပြင်းစင်ပြီးထွက်ခွာဖို့အသိထင်နေပါပြီ။စပိန်ကိုသွားမဲ့လေးလည်းလက်မှတ်လက်ရှိတယ်။လေးစိတ်ကိုပို့ပေးမဲ့ Uber ကားလည်းအပြင်မှာအသင့်ဆောင်နေတယ်။ဒါပေမဲ့အိမ်ရှိတကားကိုဖွင့်လိုက်တဲ့အချိန်မှာရဲနှစ်ယောက်ကကျမကိုစောင့်နေခဲ့တယ်။သူတို့ကကျမကိုငင်းငင်းချမ်းချမ်းခေါ်သွားဖို့ရောက်လာတာပြီးနောက်ကရဲကား၄စီးကတော့အချင်းတွေပြောင်းသွားခဲ့ရင်အသင့်ထင်နေဖို့စောင့်နေကြတာပါ။ဒါလေးကိုကျမလုံလောက်တန်စိတ်တန်ရပေးခဲ့ပြီးတော့ထင်ပါတယ်။ကို့အိမ်ရှိမှာပဲသူ့အမေကိုတနတ်နဲ့အပြစ်ခံရမှာကိုသူမမြင်သင့်ဘူး။ကျမရဲတွေနောက်ကိုလိုက်သွားခဲ့ပြီးအဲ့ဒီအချိန်ကစလို့ထောင်ထဲမှာပဲရောက်နေပါတယ်။တနေ့နေ့တော့ကျမရဲ့ကလေးလေးကိုပြန်တွေ့ရမယ်လို့မျှော်လင့်ပါတယ်။နောက်ခံတဲ့အချက်လက် Illinois ပြည်နယ်ဇာယုံမြို့ထွန်မြို့ရတာမှာ TikTok content creator Danisha Makari Roden က live လွှင့်နေစဉ်လူသွားတွင်းလာခွင့်ကိုဝင်တိုက်ခင်ရပြီးတေဆုံးခဲ့ဆိုတဲ့ဆွဆွဲချက်တွေနောက်မှာဒေါသတွေဖြစ်ပေါ်လာခဲ့ပါတယ်။ရင်တိုက်မှုဖြစ်ပေါ်တဲ့အချိန်ကိုဗီဒီယိုမှာမှတ်တမ်းတင်နိုင်ခဲ့ပြီးကျမလူတစ်ယောက်ကိုတိုက်မိသွားပြီဆိုတာကိုသူပြောလိုက်ဆုံးကလည်းကြားရခဲ့ပါတယ်။တေဆုံးသူဟာအသက်59နှစ်အရွယ် Darren Lucas ဖြစ်တဲ့ကြောင်းအာနာပိုင်တွေကနောက်ပိုင်းအတည်ပြုခဲ့ပါတယ်။ပြီးတော့သူကပြင်းထန်တဲ့ထိခိုက်ဒဏ်ရာတွေကြောင့်တေဆုံးခဲ့တာပါ။
Tea Time လို့လုပ်တည်ရဲ့အသက်43နှစ်အရွယ် TikTok content creator Denisha Makari Rodan ကိုကြီးလေးတဲ့ဖြစ်မှုနှမျိုးနဲ့ဆွဲချထားပါတယ်ဖြစ်စဉ်ဖြစ်ပေါ်ပြီးနောက်ကားမောင်းသူကအခင်းဖြစ်ပေါ်နေရာမှာပဲရှိခဲ့ပြီးအရေးပေါ်ဝန်ဆောင်မှုတွေကိုဖုံးဆက်ခေါ်ယူခဲ့ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာသူမကစိတ်ပိုင်းအနာယူမှုအသွဲအလူငွေတွေတောင်းခံတဲ့နောက်ထပ် live stream တစ်ခုကိုပြုလုပ်ခဲ့တယ်လို့သိရပါတယ်ရဲတဖန်နာကဗီဒီယိုကိုအတည်ပြုခဲ့ပြီးကားမောင်းသူကသူမဘက်ကမီးစိမ့်နေတာလို့အခိုင်အမာပြောဆိုနေပေမဲ့အထောက်အထားတွေအရသူမကဖုံးအသုံးပြုနေစဉ်ရင်ကြောအချက်ပြားတွေကိုချိုးဖောက်ခဲ့တာကိုတွေ့ရှိခဲ့ပါတယ်